Hello everyone. အင်္ဂလိပ်လိုပြောရချင်းပဲဘယ်ဟာစရမလဲမသိဘူးဖြစ်နေတာ။ဒါဆိုရင်တော့ဒီဗီဒီယိုကြည့်လိုက်ပါ။ဒီနေ့မှာ beginner တွေအတွက်နေ့တိုင်းသုံးလို့ရမယ့် basic speaking pattern 3ခုကို3မိနစ်အတွင်းမှာသင်ပြပေးမှာဖြစ်ပါတယ်။ Okay. ဆိုတော့ပထမ pattern တစ်ခုကတော့ I am plus adjective ဆိုတဲ့ pattern ဖြစ်ပါတယ်။ Okay, ဒီ pattern ကိုကျွန်တော်တို့ကကိုယ့်ရဲ့ခံစားချက်တွေဒါမှမဟုတ်ကိုယ့်ရဲ့အခြေအနေတွေကိုပြောပြတဲ့အခါမှာသုံးလို့ရပါတယ်။ဥပမာအနေနဲ့ဆိုရင် I'm happy. နောက်တစ်ခု I'm tired. နောက်တစ်ခုအနေနဲ့ I'm busy စသည်ဖြင့်သုံးလို့ရပါတယ်။ Okay, ဆိုတော့နောက်ထပ် pattern တစ်ခုက I am plus a ဒါမှမဟုတ် and ပေါ့နော်ဒီမှာ typing နဲ့မှားသွားပါတယ် a သို့မဟုတ် and ဖြစ်ရပါမယ် I am plus a သို့မဟုတ် and plus noun ပုံစံဖြစ်ပါတယ်ဆိုတော့ဒီ pattern ကတော့ကိုကဘာတူလဲဒါမှမဟုတ်ဘာလုပ်တာလဲပေါ့နော်ဒါကိုဖော်ပြဖို့အတွက်ဒါကိုပြောတဲ့အခါမှာသုံးလို့ရပါတယ်ကဲသူကဘယ်လိုမျိုးပုံစံနဲ့ရေးရမလဲဆိုလို့ရှိရင်ဥပမာအနေနဲ့ I am a student နောက်တစ်ခု I am a teacher နောက်ဆုံးတစ်ခု I'm an engineer စသည်ဖြင့်ကိုကဘာတူလဲဘာလုပ်တာလဲဆိုတော့ဖော်ပြဖို့အတွက်သုံးလို့ရပါတယ် Okay ဆိုတော့ဒီဗီဒီယိုမှာသင်ပြပေးမယ်နောက်ဆုံး pattern ကတော့ I am from place ဖြစ်ပါတယ် place ဆိုတာကတော့နေရာပေါ့နော်ဆိုတော့ဒီ pattern ကဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကိုကဘယ်ကလာတာလဲဘယ်နေရာမှာနေတာလဲစသည်ဖြင့်ဒါတွေကိုဖော်ပြဖို့အတွက်သုံးလို့ရပါတယ်ကဲဥပမာအနေနဲ့ဆိုလို့ရှိရင် I am from Myanmar I am from Yangon I'm from India စသည်ဖြင့်ကျွန်တော်တို့ကကိုလာတဲ့နေရာကိုနေတဲ့နေရာကိုဖော်ပြလို့ရပါတယ် Okay ဆိုတော့ဒီနေ့မှာတော့ beginner တွေအတွက်အခြေခံ speaking pattern 3ခုသင်ပြပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ် pattern တွေကိုဆက်လက်ပြီးသင်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ